ဆွဲလန်းမှုကိုဖျောက်တော့ဆွဲလန်းမှုကိုဖျောက်ဆိုဘာနဲ့ဖျောက်အောင်ပါတော့ရုပ်ကိုရုပ်လိုပဲမှတ်ထားနာမ်ကိုနာမ်လိုပဲမှတ်ထားငါလိုမမှတ်နဲ့ငါလိုမထင်နဲ့ကြိုးစားပြီးတော့ဝိပဿနာဉာဏ်မြင်ရအောင်ကြိုးစားအဲ့ဒါလို့ထားလို့ရှိရင်ခုပြောတဲ့ပြဿနာတွေမရှိတော့ဟောအိုးလိုက်ရင်လည်းငါအိုးတာမဟုတ်ဘူးယုတ်တရားအိုးတာနန္တရားအိုးတာပြက်သွားရင်လည်းငါပြက်တာမဟုတ်ဘူးယုတ်တရားနန္တရားပြက်တာငါဟာပြက်တာလည်းမဟုတ်ဘူးငါနဲ့ယုတ်တရားနန္တရားတွေနဲ့ခွဲထားလိုက်ခွဲထားလိုက်ရင်တောကအသက်သာသွားပြီအဲ့လိုမှမဟုတ်ရင်ငါမှဖြစ်ရလေခြင်းငါမှဖြစ်ရသလားသူများတွေကြတော့ပြောရွှင်တယ်ငါကြမှာဖြစ်ရသလားမဟုတ်တူတူပဲအလုံးဟာနော်အလုံးဟာဖြစ်ကြမှာရှိပဲအဲ့ဒါလို့မမှန်ကန်ကန်နှလုံးသွင်းနိုင်ဖို့ရသော်ဗျာဒီသုတ္တန်ကိုဟောတာဖြစ်ပါတယ်ဒီနှစ်ခုဟာရသော်ဗျာကဒီတဒန္တရဖြစ်ရခြင်းဟာဒီဆွဲလန်းမှုကြောင့်ဖြစ်တယ်ဒိဋ္ဌိနဲ့တဏှာမာယွင်နဲ့အမြင်နဲ့ဆွဲလန်းခြင်းငါဟာလို့သိမ့်ပိုက်လို့တဲ့တဏှာနဲ့ဆွဲလန်းခြင်းအဲ့ဒီဆွဲလန်းမှုနှစ်ခုသည်တန်တမှုကိုဖြစ်ပေါ်စေတယ်အဲ့ဒီဆွဲလန်းမှုမရှိဘူးဆိုလို့ရှိရင်တန်တမှုမဖြစ်စေအဲ့ဒီအကြောင်းနဲ့အကျိုးကိုမြတ်စွာဘုရားဟောတာဘာရှုလို့မဟောဘူးဘာရှုလို့မဟောဘူးဆိုတာကောက်ချက်ချခြင်းရုပ်ဝေဒနာသင်ညာသင်္ခါရဝိညာဉ်ဆိုတဲ့ခန္ဓာ၅ပါးကိုငါလို့မမြင်နဲ့ငါဟာလို့လည်းမမြင်နဲ့နော်ရုပ်ဝေဒနာလို့ပဲမြင်ဆိုဒါဝိပဿနာအမြင်ဖြစ်အောင်ကြိုးစားအမှန်မြင်မှုကြိုးစားဆိုတဲ့သမ္မာဒိဋ္ဌိဝိပဿနာသမ္မာဒိဋ္ဌိအမြင်ရဖို့မြတ်စွာဘုရားဟောကြားတာဖြစ်တယ်အမှန်မြင်မှုဟောတာပဲဖြစ်တယ်ဒါကြောင့်အမှန်မြင်ခြင်းအပြင်ကိုယ့်ရဲ့ဒီတန်တခြင်းစိတ်ပူလောင်ခြင်းဆင်းရဲဒုက္ခရခြင်းဆိုတာဒီမဖြစ်ရအောင်ကာဝယ်တတ်သိနိုင်တာဟာဝိပဿနာဉာဏ်ပဲဖြစ်တယ်